ကိုရဲရဲ့မိတ်ဆွေများလို့မင်္ဂလာပါအခုကတော့ကျွန်တော်အလုပ်ပြန်ပေါ့နော်ဒီအကိုတယောက်မေးထားတဲ့မေးခွန်းလေးကိုဖြေပေးမှာဖြစ်ပါတယ်ဒီမေးခွန်းလေးကကျွန်တော်တို့ဝန်ထမ်းလုပ်နေတဲ့သူတိုင်းအတွက်အရန်အရေးကြီးတဲ့မေးခွန်းလေးဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးနဲ့ဖြေပေးလိုက်တာဖြစ်ပါတယ်သူကဗာမေးတာလဲဆိုတော့ကိုယ့်ရဲ့အထက်လူကြီးတထေးကနေပြီးတော့မှစူငေါ့ပြောဆိုလို့ရှိရင်ဘယ်လိုမျိုးစိတ်သဘောထားရမလဲဆိုပြီးတော့မှမေးထားတဲ့မေးခွန်းလေးဖြစ်ပါတယ်ဒီတော့ဒါကကျွန်တော်တို့ဝန်ထမ်းလုပ်တဲ့သူတိုင်းမဖြစ်မနေကိုကြုံတွေ့ရမယ့်ပြဿနာတစ်ခုပေါ့နော်ဒီတော့ဝန်ထမ်းလုံးမဲ့မိတ်ဆွေတွေရောကျွန်တော်ရဲ့ဒီဗီဒီယိုလေးကနေပြီးတော့အတွေ့တစ်ခုရလိမ့်မယ်ပေါ့နော်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ပေါင်းဆက်ပြီးတော့မှကျွန်တော်သိသလောက်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့တန်ဖိုးကိုတခြားသူတွေဆုံးဖြတ်တာမျိုးမဖြစ်စေနဲ့ပေါ့နော်အဲ့တော့တခြားသူတွေကိုဘယ်လောက်ပဲပြစ်တင်ပြောဆိုနေပါစေစူတာငေါက်တာပြောဆိုတာဖြစ်ပါစေဒါကသူတို့ရဲ့ပြဿနာပဲပြီးတော့ကိုယ့်ရဲ့တန်ဖိုးကျသွားတာမဟုတ်ဘူးပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ထိမ့်သိမ့်ဖို့လိုတယ်ပေါ့နော်နံပါတ်1တစ်ချက်နေနဲ့ဒါနောက်တစ်ခုကဘာလဲဆိုတော့တခါလေးမှာကျွန်တော်တို့ဒီမြန်မာအများစုရဲ့ပြဿနာကဘာလဲဆိုတော့အားနာတာပေါ့နော်အားနာတယ်ဆိုတော့တချို့လုပ်တွေမှာဆိုရင်ကိုယ့်ရဲ့လုပ်ငန်းနဲ့မသက်ဆိုင်တဲ့အရာတွေကိုခိုင်းတာမျိုးတွေဆိုရင်ကျွန်တော်တို့ကအားနာလို့လုပ်ပေးလိုက်တယ်အဲလုပ်ပေးရင်ကနေပြီးတော့ကိုယ့်ဘောပူပြီးတော့မှဖိနှိပ်လာတယ်ပေါ့နော်ပူပြီးတော့မှနင်းချလာတယ်ပေါ့နော်ဒီတော့ဘာပြောရမလဲဆိုတော့ပြုံးလေးနဲ့ညင်းထက်ဖို့လိုတယ်ပေါ့နော်ဒီတော့အလုပ်ကိစ္စမဟုတ်တဲ့အရာတွေကိုလုံနေတဲ့ကိုယ့်ရဲ့တာဝန်နဲ့မသက်ဆိုင်တဲ့အရာတွေခိုင်းပြီဆိုလို့ရှိရင်အကြောင်းတစ်ခုခုပြပြီးတော့မှပြုံးလေးနဲ့ညင်းတက်အောင်လုပ်ဖို့လိုတယ်ဒါကကျွန်တော်တို့အရန်ကိုအရေးကြီးတဲ့အရာတစ်ခုပေါ့နော်နောက်ထပ်အရေးကြီးဆုံးကဘာလဲဆိုတော့ကိုယ်မှာရှိတဲ့စကေးတွေတန်ဖိုးတွေပုံမြင့်လာအောင်စူးစမ်းဖို့လိုတယ်ဒီတော့ဒီပြိုကိုကြည့်နေတဲ့မိတ်ဆွေမှာဒါစကေးတစ်ခုခုရှိနေမယ်ဆိုလို့ရှိရင်ငွေပေးပြီးတော့မှအဲ့လိုမျိုးခိုင်းလို့မရဘူးပေါ့နော်ဘလူးမှလည်းမောင်းမဆက်ဆံပြီးတော့မှခိုင်းမှလည်းမဟုတ်ဘူးပေါ့နော်ဒီတော့ကိုယ့်ရဲ့တန်ဖိုးကိုပို့ပြီးတော့မှမြင့်နေအောင်စူးစမ်းရမယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကအလုတ်လုပ်တယ်ဆိုတာကပေါ့နော်တာဝန်နဲ့ဝတ္တရားတာအလုတ်လုပ်နေခြင်းဖြစ်ပြီးတော့ကျွန်တော်တို့ကျွန်းတယောက်လိုခိုင်းစီတာကိုလက်ခံဖို့မဟုတ်ဘူးဆိုတော့သိထားဖို့လိုတယ်ကိုယ့်ရဲ့ duty မှာကိုယ့်ရဲ့အလုပ်နဲ့ဝတ္တရားကိုပဲကိုအာရုံစိုက်ရမယ်ကိုယ့်ရဲ့ skill တွေကိုမြင့်အောင်ကြိုးစားရမယ်ငါ့ကိုသူများခိုင်းမခံရအောင်ငါကိုယ်တိုင်ငါရဲ့ skill တွေမြင့်အောင်ကြိုးစားမယ်ဆိုတော့အဲ့ဒီ mindset ပေါ့နော်နောက်တစ်ခုကခုနကျွန်တော်ပြောသလိုပေါ့နော်ပြုံးလေးနဲ့ညင်းတက်ဖို့လိုတယ်နောက်ဆုံးတစ်ချက်ကတော့ဗာလဲဆိုတော့အဲ့ဒါကကျွန်တော်တို့အုံနောက်ထဲမှာအမြဲတမ်းထားရမယ့်အရာဘဝမှာဘလောက်ပဲစူရာပဲငေါက်တာတွေအခက်ခဲတွေပဲဖြစ်ဖြစ်ငါဘဝရဲ့အဆုံးသက်မဟုတ်သေးဘူးဆိုတဲ့အရာပဲဒီတော့ကျွန်တော်အမြဲတမ်းအဲ့ဒါလေးစဉ်းစားမိတယ်ပေါ့နော်လူတွေကအလုပ်ထဲမှာဆိုရင်ယာရုလေးတစ်ခုရလာပြီးယာရုကြီးတဲ့သူတွေဆိုရင်ကိုယ့်လက်အောက်ကငယ်သားတွေကိုနှိမ်ချဆက်ဆံတဲ့သူတွေရှိတယ်ပေါ့နော်ဒါလူတိုင်းမဟုတ်ပါဘူးတချို့တွေကြောက်လည်းတော်တော်ကိုသဘောကောင်းတဲ့သူတွေရှိတယ်တော်တော်ကိုပေါ့နော်လေး respect ရှိတဲ့သူတွေတချို့တွေကြောက်လည်းအဲ့လိုမောက်မှလာပြီဆိုကျွန်တော်တွေးတဲ့အရာလေးပေါ့နော်ဒါကငါဘဝရဲ့အဆုံးသက်မဟုတ်ဘူးဒါသူတို့ဘဝကိုပဲသူတို့ရဲ့အဲ့ဒီအရာတွေကအဖက်ဖြစ်မှာကိုဘဝရဲ့အဆုံးသက်မဟုတ်သေးဘူးဘဝရဲ့သင်ခန်းစာတွေလိုပဲမှတ်ယူဖို့လိုတယ်ပေါ့နော်တစ်ချိန်မှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေတိုင်းစူးစမ်းကြမှာဖြစ်တဲ့အတွက်ဒါကြောင့်မလို့ကျွန်တော်တို့ကနိုင်ငံခြားထွက်တယ်ဆိုတာလည်းကျွန်တော်တို့ငွေရှာဖို့ထွက်တာဟုတ်လားငွေကြေးရှာမယ်ဘဝရဲ့သင်ခန်းစာတွေကိုအရယူမယ်ဟုတ်လားနောက်ပြီးတော့ဒီလုပ်ငန်းရတဲ့အတွေ့အကြုံတွေကိုကိုယ့်ရဲ့ဘဝမှာကိုလုံနိုင်တယ်ဆိုရင်ပေါင်းဆက်ပြီးတော့မှလောက်ကင်မယ်လူမှုပေါင်းဆက်ဆံရေးတွေတိုးတက်အောင်စူးစမ်းမယ်ပေါ့နော်ပြီးတော့ဘဝမှာဒီຢာတွေကအဆုံးသက်မဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့သိခံခြင်းနဲ့ဆက်သွားဖို့အရန်ရေးကြီးပါတယ်ပေါ့နော်ဟုတ်ပါပြီဒါလေးကိုကျွန်တော်အချင်းချုပ်ပြောရမယ်ဆိုရင်နံပါတ်1ကတော့ကိုယ့်ရဲ့တန်ဖိုးကိုတို့တွေစူငေါလို့ကြမသွားပါဘူးကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်မြင့်လာအောင်စူးစမ်းပါနောက်တစ်ခုကတော့ကိုယ်မှာရှိတဲ့ skill တွေပို့ပြီးတော့မှမြင့်လာအောင်စူးစမ်းပါပေါ့နော်နောက်တစ်ခုကအတွေးလေးတစ်ခုပေါ့နော်အဲ့ဒီဘလောက်ပဲစူငေါပါစေပေါ့နော်ဒါကဘဝရဲ့အဆုံးသက်မဟုတ်သေးပါဘူးဒီတော့သင်ခန်းစာတွေပေါ့နော်ဒီသင်ခန်းစာတွေကတစ်ချိန်ချိန်မှာကိုယ့်အတွက်အကျိုးကျေးဇူးတစ်ခုရလာလိမ့်မယ်ပေါ့နော်ကိုကောင်းကောင်းအသုံးချမယ်ဆိုရင်ပေါ့နော်ဒီဗီဒီယိုလေးကနေပြီးတော့အတွေ့တစ်ခုရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဗာလေးရရှိသွားတဲ့ comment မှာမှန်းခဲ့ပြီးတော့အကျိုးရှိရင်ကို share ပေးပါဦး။မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ။